Bonjour mes amis, je m'appelle Alice. Aliceရဲ့ French language sharing playlist ကနေကြိုဆိုပါရစေ။ဒီနေ့ Alice တို့ numbers တွေနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလုပ်ကြမယ်။ဘာလို့လေ့ကျင့်ခန်းတည်တံလုပ်ပေးရတာလဲဆိုတော့ number တွေကကိုယ့်ဘာသာတစ်လုံးချင်းစဉ်းစားပြောရင်ဖတ်ရင်လွယ်ပေမဲ့တရားရောက်ကပြောလာတဲ့အခါနားမလည်တော့တာတွေရောကုန်တာတွေအရှိကနန်းစဉ်းစားနေတာနဲ့ तू ကနောက်ကနန်းဘာပြောလိုက်မှမသိတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်များများလေ့ကျင့်ဖို့အရေးကြီးပါတယ်။ဒီနေ့ကတော့ listening ကို exercise လုပ်ပေးမှာဖြစ်ပါတယ်။ Alice အရင်က3ညကနေပြီးတော့100ထိနံပါတ်တွေကိုပြင်သစ်လို့ဘယ်လိုခေါ်လဲဆိုတာဗီဒီယို2ပုတ်လုပ်ပေးပြီးပြီ။ဆိုတော့အဲ့ဒါကိုတီချာရပြီးတော့မှဒီ listening ကိုလာဖြည့်ပေးပါပေါ့နော်။တကယ်လို့ Alice ရဲ့ဗီဒီယိုတွေကိုအခုမှတွေ့တာဆိုလို့ရှိရင်ကိန်းကနန်းဗီဒီယို2ပုတ်ကိုဘယ်မှာကြည့်ရမှမသိဘူးဆိုပြီးဖြစ်နေမှာဆိုလို့ဗီဒီယို2ပုတ်စလုံးရဲ့ link ကိုဒီ description မှာချပေးထားပါတယ်အဲ့ဒီကနေသွားပြီးတော့ပြန်လေ့လာလို့ရပါတယ်ဒါဆိုရင်နံပါတ်1ကိုစလိုက်ကြမယ်နံပါတ်1ကဘာပြောထားလဲဆိုတော့ écoutez et choisissez le nombre entendu écoutez et choisissez le nombre entendu écoutez နားထောင်ပါ et ပြီးတော့ choisissez ရွေးပေးပါတဲ့ le nombre နံပါတ်ကိုရွေးပေးရမယ်ဘယ်လိုနံပါတ်လဲဆိုလို့ရှိရင် entendu ကြားလိုက်တဲ့နံပါတ်ကိုရွေးပေးရမယ်သူပြောထားတာကနားထောင်ပါပြီးရင်ကြားလိုက်တဲ့နံပါတ်ကိုရွေးပေးပါတဲ့အဲ့တော့သူပေးထားတာလေးတွေကိုအရင်ဆုံးကြည့်ရအောင်သူက A B C D E F G H A ကနေ H ထိပေးထားတယ်8ခုပေးထားတယ်အဲ့ဒီ A ကနေ H ထိတစ်ခုချင်းစီမှာနံပါတ်ကလေးတွေက3လုံးစီရှိတယ်အဲ့ဒီနံပါတ်3လုံးတဲကမှသူပြောလိုက်တဲ့ဟာကိုကတေချာဂရုစိုက်နားထောင်ပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိကွန်းရဲ့သဘောကိုတော့နားလည်ပြီးလို့ထင်တယ်ဒီ3လုံးထဲကဘယ်ဟာဖြစ်မလဲဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် listening ရဲ့ထုံးစံအတိုင်း dialogue ကို2ခေါက်ဖွင့်ပြပါမယ်အခုပထမတစ်ခေါက်စပြီးတော့ဖွင့်ပြပေးပါမယ် A 15 B 13 C 27 D 40 E 2 F 16 G 18 H 21ကဲပထမတစ်ခေါက်ကတော့ပြီးသွားပြီအဖြေကိုနည်းနည်းတော့ရှိန်မိနေမယ်လို့ထင်တယ်ဆိုတော့ဒုတိယတစ်ခေါက်မှာကိုယ့်ရဲ့အဖြေနဲ့သူဘာပြောလဲဆိုတာကိုထပ်ပြီးတော့ confirm လုပ်ကြမယ်အဲ့တော့ဒုတိယတစ်ခေါက်ဆက်ပြီးတော့နားထောင်ကြမယ် A 15 B 13 C 27 D 40 E 2 F 16 G 18 H 21ကဲဒုတိယတစ်ခေါက်လည်းပြီးသွားပြီဆိုတော့အဖြေရကြပြီလို့ Alice ထင်တယ်တကယ်လို့အဖြေမရသေးဘူးဆိုလို့ရှင်လည်းစိတ်ထဲမကြပါနဲ့ပထမတစ်ခေါက်ကတော့အားလုံးကဒီတိုင်းပါပဲ Alice လည်းဒီတိုင်းပါပဲအဖြေကိုတော်ရုံနဲ့မရဘူးအဲ့တော့ခဏ repeat လုပ်ပြီးတော့နားထောင်ရတယ်တစ်လုံးချင်းကို pause လုပ်ပြီးတော့နားထောင်ရပါတယ်အဲ့တော့ကိုလည်းမရသေးဘူးဆိုလို့ရှိရင်အရှိကဒီ recording လေးကိုပြန်ရေးကြည့်ပြီးတော့အဖြေရတဲ့အထိစူးစမ်းပေးပါအဖြေရပြီဆိုတော့မှမိခွန်းနံပါတ်2ကိုဆက်ပြီးတော့ကြည့်ကြပါမယ်ကဲ Alice ကတော့အခုမိခွန်းနံပါတ်2ကိုတွားလိုက်ပါမယ်မိခွန်းနံပါတ်2ကဘာပြောထားလဲဆိုတော့ écoutez et notez les numéros de téléphone écoutez နားထောင်ပါ A ပြီးတော့ note ဆိုတာက note လုပ်ပါတဲ့အဲ့တော့ချမှတ်လိုက်ပါပေါ့နော် les numéros de téléphone
numéro ဆိုတာက number ကိုပြောတာ numéro de téléphone ဆိုတာက telephone number ကိုပြောတာအဲ့တော့ telephone number တွေကိုချမှတ်ပါတဲ့သူကဘာလာမှာလဲဆိုရင် telephone number တွေကိုနားထောင်ပြီးတော့ချမှတ်ခိုင်းတာဒါကမိကွန်းကပြောထားတဲ့ပုံစံ dialogue မှာကဘာတွေလာမလဲဆိုလို့ရှိရင်ဖုန်းနံပါတ်6ခုကိုသူပြောပါလိမ့်မယ်အဲ့ဖုန်းနံပါတ်တွေကိုကိုကချပြီးတော့ရေးရမှာပါhints အနေနဲ့ပြောရမယ်ဆိုသူကနှလုံးတွဲလေးတွေလာလိမ့်မယ်ဥပမာ Alice တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်09ရစတယ်ဟုတ်လားဒါဆိုရှင်0 9 39ဆိုပြီးအဲ့လိုမျိုးပြောသလိုပဲသူကနှလုံးတွဲလေးတွေသူလာပါလိမ့်မယ်ဒီတစ်ခေါက်မှလည်းအဲ့လိုပဲ dialogue ကိုနှစ်ခေါက်ဖွင့်ပြပါမယ်ပထမတစ်ခေါက်အခုစပြီးတော့နားထောင်ကြည့်ကြရအောင် Activité 11. 1, 01 42 84 12 96 2, 06 18 73 58 43 3, 05 88 64 80 00 4, 01 30 71 15 15 5, 05 61 75 02 12 6, 02 40 68 76 94ပထမတစ်ခေါက်တော့နားထောင်ပြီးသွားပြီကိုကအခုမှစပြီးလေ့လာတဲ့သူဆိုလို့ရှင်ဒါကခက်မယ်ဆိုတာသိတယ်ဒါပေမဲ့စူးစမ်းပေးပါโอเคဒုတိယတစ်ခေါက်ထပ်ပြီးတော့ဖွင့်ပြပါမယ် Activité 11. 1, 01 42 84 12 96 2, 06 18 73 58 43 3, 05 88 64 80 00 4, 01 30 71 15 15 5, 05 61 75 02 12 6, 02 40 68 76 94ကဲဒုတိယတစ်ခေါက်လည်းပြီးသွားပါပြီဆိုတော့ပြောရမယ်ဆိုလို့ရှိရင်နှစ်ခုလုံးကအခြေခံအခုမှအခြေခံပဲရှိသေးတယ်ဆိုတဲ့သူတွေအတွက်တော့ခက်ပါတယ်ဒါကြောင့်မလို့တေချာလေးစူးစမ်းပေးပါ repeat လုပ်ပြီးတော့ခဏခဏနားထောင်ပြီးတော့အဖြေရှာပေးပါအဖြေတွေကိုတော့အခု Alice ကမပြောသေးဘူးတကယ်လို့ကိုက number 1 ရော number 2 ရောရဲ့အဖြေတွေကိုရပြီးအဖြေတွေစစ်ချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာ comment မှန်သွားပြီးလို့ရပါတယ်ပြန်ဖြေပေးပါမယ် public မှာအဲ့လို comment မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းYouTube ကဒါရိုက်စာတယောက်နဲ့တယောက်ပို့လို့ရတာမဟုတ်တဲ့အတွက် Alice Facebook page လေးတခုဖွင့်ထားပါတယ် Alice on the go ဆိုပြီးတော့ဒီပုံလေးနဲ့ဒီ page လေးတခုလုပ်ထားပါတယ် Alice ဒီတိုင်းလေးပဲ post လေးတွေအခုမှစပြီးတော့တင်နေတာပါဒီ page လေးကိုလောက်ရတဲ့အဓိကအချက်ကAlice ရဲ့ video တွေနဲ့စာလုပ်နေတဲ့သူတွေအတွက်
စာမေးချင်တာတွေအင်စာပြချင်တာတွေရှိတဲ့အခါကြလို့ရှိရင်ဓာတ်ရိုက်ဆက်သွယ်လို့ရအောင်ဒီ page လေးကိုလုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ page မှာပဲအာမနာတန်လာပြီးတော့စာမေးလို့ရပါတယ်အင်စာတွေလာပြလို့ရပါတယ် Alice အချိန်အားတာနဲ့စာတွေတွေ့တယ်ဆိုလို့ရှိရင်ပြန်ဖြေပေးထားပါမယ်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ listening test ကိုလုပ်သွားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်Au revoir, à bientôt, bisous bisous.